video logo software ဖြစ်တဲ့ဒီ software new niche ရှိမှရှိဖို့လိုတယ်အဲ့တော့အဲ့ software လေးရှိပြီဆိုရင် internet ဖွင့်ပြီးတော့ video logo လုပ်ချင်တဲ့အကြောင်းအရာတစ်ခုကိုအတင်ရှိပြီးသားဟာကို download လုပ်လိုက်မှာပေါ့နော်အဲ့တော့ဒီနေရာထိပြီးတော့ဆက်ပြီးတော့ဒီနေရာကိုထပ်ထိလိုက်ပါဒါဆိုရင်ဒီနေရာလေးရောက်လာပါပေါ့နော်ဒီနေရာမှာ new နေထည့်ချင်တဲ့ video တစ်ခုရဲ့ခေါင်းစဉ်ပေါ့နော် video ခေါင်းစဉ်ပေါ့ဒီခုက green screen ဆိုတော့ green screen video ခေါင်းစဉ်ဆိုပြီးပေးလိုက်ပြီအဲ့လိုပေးပြီးတော့ဒီနေရာမှာနှိပ်လိုက်ပေါ့နော်ဒါဆိုရင် HD နဲ့ထုတ်မှာဖြစ်တဲ့အတွက်ဒီမှာတစ်ချက်လာရွေးပေးလိုက်ဒါဆိုရင် HD နဲ့ထုတ်ပြီပေါ့နော်ဟုတ်ပြီကိုဖုန်းထဲရောက်လာပြီပေါ့မိမိဖုန်းထဲက power driver ကိုဖွင့်လိုက်မယ် power driver ထဲဝင်ခဲ့ပြီပေါ့နော်ဟုတ်ပြီ new deal လာလိုက်အဲ့ကိုထိလိုက်မယ်ဆိုရင်လက်ရှိကိုယ့်ရဲ့ video icon ထဲကိုရောက်သွားတာပေါ့ဖုန်းထဲမှာရှိတဲ့ video တွေကိုရှာတွေ့နိုင်တယ်ပေါ့နော်ပထမအောင်ဆုံးခဏ download လုပ်ထားတဲ့ဟာလေးကိုရှာတယ်ပေါ့အဲ့တော့ဒါလေးထိလိုက်တယ်ဒီနေရာမှာပြန်ထိလိုက်တယ်ပေါ့ပြီးရင်ပြန်ထွက်ဖို့အတွက်ဒီများရှိတဲ့နေရာလာလိုက်နူးဟုတ်ပြီထွက်လာပြီအပေါ်ကဒီညာဘက်ထောက်နာဒီ play ပုံစံလေးဟာလေးကိုထိလိုက်ပါဒါဆိုရင်ကိုဗီဒီယိုဖွင့်တာပိတ်တာဒီဟာဖြစ်ပါတယ်အဲ့တော့ဒီဟာနဲ့ရက်မယ်ပေါ့လိုချင်တဲ့နေရာရောက်ပြီဆိုရင်အဲ့ကောင်နဲ့ရက်လိုက်မယ်ဟုတ်ပြီဗီဒီယိုအဖွင့်ပိတ်ကတာတခုလိုချင်တဲ့အပြစ်မှတ်တာလေးဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုထောက်ပြီးတော့မလိုချင်တာကိုဖျောက်ထုတ်ဖို့အတွက်ဒီဟာလေးနဲ့ညက်ဖြတ်လိုက်တယ်ပေါ့နော်ဒါလိုချင်တဲ့အပိုင်းဒါမလိုချင်တဲ့အပိုင်းဆိုပြီးတော့ရလာတယ်ဟုတ်ပြီအဲ့မလိုချင်တဲ့အပိုင်းကိုထိပြီးတော့ဒီဖြတ်တဲ့ဟာခလုတ်လေးကိုထိပေးလိုက်မယ်ဒါဆိုပြတ်သွားပြီပေါ့နော်ဒါဆိုရင်ဗီဒီယိုပြန်ဖွင့်ကြည့်မယ်ပေါ့လောလောဆယ်ဒီဗီဒီယိုမှာအတန်မကြားရဘူးပေါ့နော်အတန်မပါဘူးဒါကြောင့်မို့ဒီဗီဒီယိုမှာအတန်ထည့်မယ်ပေါ့နော်အတန်ထည့်ဖို့တော့ဘယ်ကိုတွားမလဲပထမအဆုံးဒီကိုပြန်လာလိုက်ပါနူးရဲ့ဟုတ်ပြီဒါဆိုရင်ဒီကိုတွားတယ်ပေါ့နော်အဲ့တော့ MP3 အတန် download လုပ်ထားဖို့တော့လိုတာပေါ့ကိုလိုချင်တဲ့ MP3 ပဲနားရှိလဲရှာလိုက်ပေါ့နော်အကိုက1ထဲမှာထည့်ထားလို့1ထဲကတွားလိုက်တယ်ပြီးတော့ဒီကောင်လေးကိုအကိုထည့်မယ်ပေါ့နော်ထည့်မှာဖြစ်လို့ပထမဆုံးနမူနာဖွင့်တာဒါလေးနဲ့ပေါ့အစမ်းနားထောင်ပြီးသွားပြီပေါ့နော်ကိုလိုချင်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒါလေးကို select လုပ်ပြီးတော့ဒီအပေါင်းဆိုတဲ့နေရာမှာ new နဲ့လက်နဲ့ထိလိုက်ဒါဆိုရင်ဒီလမ်းကြောင်းနဲ့ရောက်လာပြီဟုတ်ပြီကိုယ့်ရဲ့စမတ်ကဒီနေရာမှာဖြစ်ချင်ဘူးဗီဒီယိုနဲ့အတူစချင်တာဖြစ်လို့ဒီဘက်ကိုရွှေ့လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီခုလိုလေးရွှေ့လိုက်ပြီပေါ့ဟုတ်ပြီစမတ်ကရပြီဟုတ်ပြီဘယ်နာဆုံးချင်လဲဆိုတာကိုတတ်မှတ်ပေးမှဖြစ်တဲ့ဒီဘက်နည်းနည်းရွှေ့လိုက်တယ်ပေါ့နော်ဟုတ်ပြီဒီနာဆုံးမှစိတ်တိုင်းကြပြီဟုတ်ပြီဖြတ်ချင်တာဒီအပိုင်းလေးဒါကြောင့်မို့အဲ့မှာ select ပေးပြီးတော့ဒီဘက်ဖြတ်တဲ့နေရာလေးကိုပြန်ပြီးတော့ထိပေးလိုက်ပါဒါဆိုရင်ဒီမလိုချင်တဲ့အပိုင်းလေးကဒီခုလိုလေးရှိလာပြီပေါ့နော်အဲ့မှာပြန်ထောက်လိုက်မယ်ထောက်ပြီးတော့ရင်ဒီဖြတ်တဲ့ခလုတ်လေးကိုလာပြီးတော့ထိပေးလိုက်မယ်ဒါဆိုရင်ဒီအပိုင်းပြတ်သွားပြီပေါ့နော်ဗီဒီယိုမှာအတန်ဖိုင်ရောပါလာပြီပေါ့နော်ဟုတ်ပြီဒီအနေထားလေးမှာထားပြီးတော့ green screen video မှာထည့်မဲ့နောက်ခံရွေးဖို့အတွက်လာပြီပေါ့နော်ဟုတ်ပြီဒီ clip ပုတ်လေးကိုရွေးပေးလိုက်နူအဲ့မှာမိမိနဲ့တက်တဲ့ color လေးတစ်ခုရွေးလိုက်ပေါ့အကောတော့ဒါလေးရွေးလိုက်ပြီပေါ့နော်ဟုတ်ပြီဒီအနေထားရောက်လာပြီပေါ့နော်ဒီရွေးလိုက်တဲ့ color ပေါ်ထိလိုက်သူ့ရဲ့အချိန်ကတိုးနေလို့အချိန်ကိုဆွဲဆန့်လိုက်တာပေါ့အချိန်ဒီလောက်ရောက်လာပြီအဲ့တော့လက်မိမိရဲ့လက်နှစ်ဖက်နဲ့ဒီခုလိုမျိုးဆွဲကားဆွဲချင်းလုပ်လိုက်ဒါဆိုရင် timeline ကိုလိုတလို့ zoom ဆွဲတယ် zoom ကိုပြန်ပြီးဆွဲချင်းတယ်ပေါ့နော်လက်ရှိဒီနေထားရောက်လာပြီဆိုရင်နောက်ထပ် green screen video ခေါ်ဖို့အတွက်ဒီကိုလာလိုက်တယ်ဟုတ်ပြီအဲ့ video icon နဲ့ထိလိုက်ကိုရိုက်ထားတဲ့ green screen video ဘယ်နာရှိရဲဆိုတဲ့လမ်းကြောင်းကိုတိဖို့လိုတယ်အဲ့မှာရှာတွေ့ပြီဆိုရင်အဲ့ကိုထိလိုက်ပေါ့နော်ကဲဟုတ်ပြီ video လေးကိုရွေးလိုက်မယ်ပေါ့ဟုတ်ပြီအကောတော့ဒီ video လေးကိုရွေးမယ်ပေါ့နော်ဟုတ်ပြီအပေါင်းလေးညမှာထိလိုက်ပြီဒါဆိုရင်ကိုယ့်ရဲ့ timeline မှာ video တက်လိုက်ဖြစ်တဲ့အတွက်ဒီများလေးနဲ့ပြန်ထွက်မှာပေါ့နော်ဗီဒီယိုလိုရင်းတူရှင်းကြော်ပေးလိုက်တယ်ပေါ့နော်ဟုတ်ပြီဒီလိုချင်တဲ့အပိုင်းလေးကိုပဲရထားဖို့အတွက်ပေါ့နော်ဒီဖြတ်တဲ့ခလုတ်လေးကိုဒီဘက်လာပြီးတော့အကောင်လေးကိုထိပေးလိုက်တယ်ဒါဆိုရင်ဒီခုလိုဖြတ်ပြီးတော့ရပေါ့ဟုတ်ပြီဒီနေထားကို show မယ်ဆိုရင်ဒီဖြတ်မဲ့နေရာလေးအရန်ကျင်းနေလို့နူးနင်းရဲ့လက်နှစ်ချောင်းလေးနဲ့ zoom ကိုဒီခုလိုလေးဆွဲချဲလိုက်ပေါ့နော်ဟုတ်ပြီလိုချင်တဲ့လောက်ရပြီဖြစ်တဲ့အတွက်ငါတို့ကတိဖို့လိုတာပေါ့ဒါလိုချင်တဲ့အပိုင်းလေးဒါမလိုချင်တဲ့အပိုင်းလေးဟုတ်ပြီမလိုချင်တဲ့အပိုင်းလေးကိုလက်နဲ့ထိလိုက်ဒါဆိုရင်ဒီခုလို select ရတယ် select ရပြီဆိုရင်ဖြတ်ဖို့အတွက်ဒီလမ်းကြောင်းလာလိုက်ဟုတ်ပြီအဲ့ခလုတ်လေးကိုထိပေးလိုက်ပေါ့နော်
ဒါဆိုရင်ပြတ်သွားပြီဟုတ်ပြီထပ်ပြီးတော့ zoom ကိုထပ်ပြီးတော့ဆွဲကျင်းလိုက်မယ်ပေါ့စောစောချက်ထားလို့ပြန်ကျင်းပေးလိုက်တယ်ဒီနောက်ခံယူထားတဲ့ကောင်ကအချိန်တိုးနေတယ်ပေါ့နော်ဒီ green screen video နဲ့မကိုက်ဘူးဒါကြောင့်မို့ကိုက်အောင်လုပ်ပေးရမယ်ဒါကြောင့်ဒီဘက်ကိုဆွဲပြီးတော့လာညီတို့ညီမြလာထားပေးလိုက်ဒီနေထားရပြီပေါ့နော်ဘာဆက်လုပ်ရမလဲဆိုရင်ဒီဗီဒီယိုနဲ့နောက်ခံနဲ့ကသူကမမျှအောင်ဖြစ်နေနောက်ခံအရန်ကြည့်ပြီး green screen video လူကအရန်တင်းတဲ့အတွက်အဲ့တော့လူကိုချက်ချင်တာပေါ့ဒါကြောင့်မို့ green screen layer လေးကို select ပေးလိုက်တယ်အဲ့ဒါပြီးတော့ဒီနေရာလေးမှာပေါ့နော်နူးနေရဲ့လက်နဲ့ဆွဲချင်းဆွဲကျဲပေါ့နော်ကိုယ်စိတ်တိုင်းကြလူကိုဘယ်လိုပုံစံကိုယ့်ရဲ့လူပုံစံဘယ်လောက်ထိထားမလဲပေါ့နော်လက်ရှိဒီလောက်ကြိုက်ပြီဖြစ်တဲ့အတွက်ဆက်ပြီးတော့ဒီနေရာလေးကိုလာလိုက်ပေါ့နော်လာပြီးတော့ဒီမှာများပြတဲ့နေရာပေါ့နော်ဒီဟာလေးကိုထိလိုက်ဒါဆိုရင်ဒီ green screen ကိုအစိမ်းရောင်လေးကိုဖြောက်မဲ့နေရာလေးပေါ့အဲ့တော့ဒီ icon လေးကိုတစ်ချက်ထိလိုက်အမှသူ့ပုံစံလေးအဲ့လိုမျိုးလေးအဲ့အစိမ်းရောင်လေးနားမှာထိလိုက်ဒါဆိုရင်ဒီလိုလေးပေါ့အဲ့တော့ဒီခုပြတဲ့ဒီဟာလေးကိုတေချာကြည့်ထားပေါ့နော်ပြီးရင်ဒီများလေးနဲ့အသေးစိတ်ချိန်ရမှာပေါ့နော်ဟုတ်ပြီကိုလိုချင်တဲ့လောက်လေးအဲ့ဒီအစိမ်းရောင်ပျောက်တွေထိဆွဲချင်းဆွဲကျဲကိုအောင်ကိုလောက်ရမှာပေါ့နော်ဟုတ်ပြီပြန်ထွက်လိုက်မှာပေါ့ဒီများနဲ့အကိုရဲ့ရုပ်ကအလင်းနည်းနည်းလိုတယ်ပေါ့နော်ဒါကြောင့်မို့ကာလာချိန်ဖို့အတွက်အဲ့ဒီ green screen layer video လေးကို select ပေးလိုက်တယ်ပေါ့နော် select ရပြီဆိုရင်ဒီထဲကိုပြန်လာတယ်ပြန်လာပြီးတော့ဒီမှာဒီများလေးပြတဲ့နေရာလေးကိုလာလိုက်နူအဲ့ဆိုရင် color ချိန်တဲ့နေရာရောက်လာပြီပေါ့နော်ဒီက internet နဲ့ download လုပ်ထားမှာဒီ color တွေကအကိုက download လုပ်ပြီးထားတဲ့ဒီထဲကိုဝင်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းရွေးချယ်ခွင့်တွေရှိရယ်အမှကြည့်လိုက်အများကြီးပဲအဲ့ဒီကနေပြီးတော့တစ်ခုပြီးတစ်ခုလိုက်စမ်းကြည့်မယ်ပေါ့နော်ဟုတ်ပြီဒီကောင်လေးအဆင်ပြေမယ်ထင်တယ်ဟုတ်ပြီအဲ့ဒါလေးကိုထိကြည့်လိုက်မယ်ဒီကောင်လေးပေါ့နော်ဟုတ်ပြီဒီကောင်လေးကြိုက်တယ်ဆိုရင်အကိုကရပြီဖြစ်တဲ့တော့ဒီများလေးနဲ့ထွက်လိုက်တယ်ပေါ့နော်ထွက်တဲ့အချိန်မှာဟော noise တွေပါလာတာတွေ့ရတယ်ပေါ့နော်ဗီဒီယိုနားထောင်ကြည့်လိုက်ညာထိုးထားတဲ့ noise တွေကို short ချဖို့အတွက်စောစောကလမ်းကြောင်းကိုတစ်ခါ chroma key နဲ့ပြန်လာကစားရမှာပေါ့အဲ့ဒါကိုနူးနေတိပြီးထင်လို့အကိုဆက်ပြီးတော့မပြတော့ဘူးရစ်လိုက်ပြီပေါ့နော်နူးနေရဲ့ green screen အခြေအနေဗီဒီယိုရလှုပ်ရှားမှာပေါ့ဒါတော့အကိုရဲ့အခြေအနေရလှုပ်ရှားခြင်းလေးပေါ့နော်ကာလာပြန်ကစားလိုက်တဲ့တော့နောက်တစ်ခါပြန်လာညှိရတဲ့အနေထားပါကဲအနောက်ဆုံးကြံတဲ့အနည်းငယ် noise လေးကို short ချဖို့အတွက်ကိုယ့်ရဲ့ video layer ကိုရွေးချယ်ပြီးတော့ဒီ zoom နည်းနည်းလေးကျင်းတာနည်းနည်းလေးကျယ်တာနဲ့လိုက်ပြီးတော့လိုက်ကစားကြည့်လိုက်အောင်ပဲပေါ့နော်တချင်းနားထောင်တဲ့အခါအကိုရဲ့တချင်းတန်တိုးနေတယ်ပေါ့နော်ဒါကြောင့်မို့ဒီဗီဒီယိုလူလေယာလေးမှာ select လုပ်လိုက်တယ် select ရပြီဆိုရင်ဒီခုများပြတဲ့နေရာလေးကိုလာတယ်ပေါ့နော်လာပြီးတော့ဒီမှာအတန် icon ရှိရပေါ့နော်အဲ့ဒီရုပ်ပြထားတဲ့များထိုးတဲ့နေရာလေးမှာထိလိုက်မယ်ပေါ့ဒါဆိုရင်မိမိမူရင်းအတန်လက်ရှိကအလယ်မှာဖြစ်နေပေါ့နော်ချက်ချင်တာဖြစ်တဲ့အတွက်ဟုတ်ဘက်တွန်းလိုက်တယ်ဟောပြီးတော့ရင် okay နှိပ်လိုက်တယ်အလုံးဖြည့်ညက်ကပ်လုပ်ပြီးဖြစ်တဲ့အတွက်ထုတ်မယ်ပေါ့နော်ထုတ်မယ်ဆိုအဲ့နေရာကိုလာလိုက်နူပြင်ဒီ produce video ထိလိုက်နူဟုတ်ပြီဒီလမ်းကြောင်းမှာတော့ဒီများပြတဲ့ဒီနေရာလေးကိုပြန်လာပြီနော်ဟုတ်ပြီဒီမှာတော့1080 HD 1080p နဲ့ပဲရွေးလိုက်မယ်နော်ပြီးရင်ဒီ produce ဆိုတာလေးကိုထိပြီးလိုက်တော့ဒါဆိုရင်သူကထုတ်ပြီးတော့ထုတ်နေပြီပေါ့နော်ဒီချိန်မှာ run နေတယ်ဆိုရင်ဖုန်းလာရင်ဒီခု run တာကြတော့မှဖြစ်ပါတယ်ဒါကြောင့်နူးနေ run နဲ့ဖုန်း run နေတယ်ဆိုရင်တော့ဟို airplane တင်လိုက်ပေါ့နော် run များတယ်ဆိုရင်ပြဿနာမရှိဘူးဟုတ်ပြီခဏစောင့်လိုက်ပေါ့နော်ဗီဒီယိုကြာလို့ထုတ်ရတာဖြစ်တယ်လက်ရှိဒီ okay လေးကိုပြန်နှိပ်ပေးလိုက်ပြီးရင်ကိုယ့်ရဲ့ file manager ဒါမှမဟုတ်ကိုယ့်ရဲ့ player video player တစ်ခုခုမှာတော့ဝင်ဖွင့်နိုင်ပြီပေါ့နော်အကိုကတော့ဒီ file manager နဲ့ပြလိုက်မယ်ဒီအမဲရောင်လေးကအကိုရဲ့ဗီဒီယိုဖြစ်ပါတယ်ဖွင့်လိုက်ပြီ
time.